ခုနထမင်းလဲစားပြီးပြီဆိုတော့အခုရေတောက်တဲ့ vlog လာမယ်ပေါ့နော်ဒီရေတောက်တဲ့ vlog ကအခုပူတဲ့ရာသီဥတုနဲ့ဆိုရင်ကျွန်တော်တို့ရေကိုရေခဲရေမတောက်တာကောင်းတယ်ဒီလိုမျိုးရိုးရေကိုပဲတောက်ပေါ့နော်နောက်ပြီးရေတောက်တဲ့အချိန်မှာမတ်တရက်ပြီးမတောက်ပါနဲ့တေးမြန်ပေါင်းချင်းသိပ်ပေါ်ပါလေတဲ့အဲ့ဒါကြောင့်ရေတောက်ပါရေတောက်တဲ့ခါတော့ရေဝါရလင်းတောက်ပါဒီအပေါ်ခဏနာသွားမှဆိုလို့ရေကို short တောက်တဲ့မျိုးမလုံးနဲ့ပေါ့နော်ကျန်မှာရေထိခိုက်တယ်အဲ့ဒါကျွန်တော်ရေကိုဒီမှာလူအဲ့ဒါပမာဏလောက်တောက်တင်နေပေါ့နော်โอเคဒီရုပ်ကိုချော်ရနေရေတောက်ပြတာပါဒီရေဘူးကကျွန်တော်တရားရဲတောက်တာဖြစ်တဲ့အတွက်ရေခွဲတဲ့တက်ထည့်ပြီးမတောက်တာဖြစ်ပါတယ်အခမ်းမှာဆိုရင်လေးလို့မတောက်ဘူးပေါ့နော်ဒီဒါပဲမော်တောက်တဲ့ဆိုင်မှာဆိုတော့ဒီအရွယ်နီးမယ်ရေကိုထိုင်ပြီးတောက်လဲဆိုတော့လည်းဒီဗီဒီယိုရိုက်နေတဲ့အချိန်မလို့ကျွန်တော်ကထိုင်ပြီးတောက်တာပုံမှန်ဆိုမှတက်ပဲတောက်တယ် Wow တကယ်ခူလုံးနေတာလေအကုန်လုံးကရွေးကြောက်နိုင်တယ်ဆိုပေမဲ့ပေါ်တော်လေးဖြစ်နေဆိုပေမဲ့အကုန်လုံးဒီလူကနေစားတယ်လို့ပဲပြောရတယ်တော့ကျွန်တော်တို့ဒီလိုမျိုးလောက်တဲ့ဟာမှန်တယ်များအကုန်လုံးဗီဒီယိုရိုက်တယ်ပေါ့နော်ကောင်းပါလေလို့အားလုံးကတော့ရေတနေ့ဘယ်နှလီတာတောက်လဲနေကျွန်တော်တို့ဒီလိုမျိုးနမူကုန်တယ်ဆိုတော့3လီတာပေါ့ Wow 3လီတာတော့တနေ့ကိုတောက်တယ်ဆိုင်ထဲမှာခံပြရရင်တော့မလောက်လို့မမီးမပြောဆိုဘူးခွေတာခုတော့မှကိုနှစ်နိုင်ခွဲဆိုတော့ဒီကတပူကုန်တော့မယ်နောက်တပူကတော့ညနေတိုင်းတော့ဘာပြောရမလဲမသိဘူးဒီကောင်တောင်းလိုက်ပါအောင်မယ်ဒီတောက်တဲ့ episode မှာပြီးသွားပါပြီခင်ဗျာ bye bye